ပဲမင်္ဂလာပါကျွန်တော်ကို brother တယောက်ကနေပြီးတော့မှတ်ထားတာရှိတယ်အော်တိုကားတွေမှာတဲ့ OD ဆိုတဲ့ခလုတ်ကဘာလို့ကတာလဲတဲ့เนาะအချမ်းမြေ shortcut လေးရှင်းပြမယ်ဒါလေးရှင်းပြလို့ရှင်တော့နားလည်သွားလိမ့်မယ်လို့ထင်မိတယ် sorry ဒီမှာကလမ်းပေးလိုက်ပြီเนาะကိုကြောပေးလိုက်ပြီเนาะနောက်ကြောသွားလို့မရအောင်เนาะကိုကြောဆိုတာ U-turn ကြောလေးပေးလိုက်ပြီเนาะ okay overdrive သူက OD ဆိုတာ overdrive လို့ခေါ်တယ်เนาะ overdrive ဆိုတာကအမြန်မောင်းတဲ့အရှိန်ကိုမြန်အောင်ဖွင့်ပေးတဲ့ခလုတ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကီလိုမီတာ100နဲ့နင်းတယ်ဆိုလို့ရှိရင်100ကိုသူကလိုက်နင်းလို့ရတယ်ဆိုတော့120နင်းလဲ120ကိုသူပုံပေးနေတယ်120 speed ကိုသူသွားပေးနေတယ်ပေါ့နော်အဲ့လိုပါOD ကို overdrive ကို on ထားတယ်ဆိုလို့ရှိရင်မနော် overdrive ကို off လိုက်ပြီဆိုလို့ရှိရင်တော့ရှင်းရှင်းလေးတွေပိတ်တာပေါ့နော် overdrive ကိုပိတ်တာပေါ့ပိတ်တယ်ဆိုတာကဘာလဲအရှိန်မမြန်အောင်ပိတ်ထားတယ်ဆိုတော့ခလုတ်ပေါ့ဗျာဒါပဲနော် overdrive ဆိုတာဒီအရှိန်မြန်အောင်ဖွင့်ပေးတာဘာမှမနှိပ်ထားလို့ရှိရင်ဖွင့်ထားပေးတယ်ပေါ့ဗျာ OD off လိုက်တယ်ဆိုလို့ရှိရင်သူကoverdrive ကိုသူကပိတ်လိုက်တယ်ပေါ့ဗျာနော် overdrive မဖြစ်အောင်ထိန်းလိုက်တယ်ပေါ့အဲ့တော့နားလည်အောင်ဘယ်လိုထပ်ပြီးတော့ဥပမာလေးပြောရမလဲဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မန္တလေးအမြန်လမ်းကိုကီလိုမီတာ100နဲ့မောင်းနေတယ်ဟုတ်ပြီနော်100နဲ့မောင်းနေတယ်100နဲ့မောင်းနေတဲ့အချိန်မှာလမ်းအဖြောင်းကတော့ကျွန်တော်100နဲ့မောင်းတာပြဿနာမရှိဘူးဟုတ်ပြီနော်လမ်းအဖြောင်းကတော့100နဲ့မောင်းတာပြဿနာမရှိဘူးလမ်းအကွေ့တွေမှာလည်းကျွန်တော်တို့က100နဲ့ကွေ့လို့မရဘူးဟုတ်တယ်နော်ဟုတ်လားထားပါတော့ဗျာမရဘူးဆိုတာကျွန်တော်ကတရားစီပြောတာတော့မဟုတ်ဘူးပေါ့နော်100နဲ့ကွေ့တဲ့အခါမှာအရှိန်ကြီးကကျွန်တော်တို့ကလွင့်ပြီးတော့ကားကြီးကကွေ့သွားမှာဖြစ်တဲ့အတွက်ကိုအန်ရံမကင်းဘူးပေါ့ဗျာနော်တချို့လမ်းကွေ့တွေမှာလည်းကင်းပါတယ်အန်ရံကင်းပါတယ်ကွေ့ရတာနော်ကျွန်တော်တရားစီပြောတာမဟုတ်တော့ဥပမာထားပြောတာမကင်းဘူးပဲထားပါတော့ဗျာဥပမာနော်မကင်းဘူးဆိုတဲ့အခါကျတော့အဲ့လိုမျိုးမကင်းတဲ့အချိန်မှာကျွန်တော်အဲ့ OD လေးကိုကျွန်တော်တို့က overdrive လေးကို off လိုက်တာ on လိုက်တဲ့အခါမှာနော် overdrive ခလုတ်လေးကိုနှိပ်လိုက်တယ်ပေါ့ဗျာထားပါအမှပါတယ်သူ့ရဲ့ခလုတ်လေးကအဲ့အလေးကိုနှိပ်လိုက်တဲ့အခါမှာကားလေးကလေကျွန်တော်တို့မောင်းနေတဲ့အရှိန်လေးထက်ကိုလေရာခိုင်နှုန်းတစ်ခုလျော့သွားတယ်လျော့သွားတယ်ဆိုတော့ထိရသိရလွယ်သွားတာပေါ့ brake မနှင်းပဲနဲ့နော်အဲ့brake မနှင်းပဲနဲ့တတ်မှတ်တဲ့အရှိန်လေးတစ်ခုထက်ကိုရာခိုင်နှုန်းတစ်ခုတမန်ကြီးအားဖြင့် 10% လောက်ဖြစ်ဖြစ် 50% လောက်ဖြစ်ဖြစ်အရှိန်လေးကလျော့သွားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ brake နင်းလိုက်တဲ့ကဲ့သို့ပဲကျွန်တော်တို့ကားကိုအကွေ့အပြုတ်တွေပါကျွန်တော်တို့ထိန်းလို့ရသွားတယ်ပေါ့ဒါပါပဲ overdrive ကခလုတ်လေးရနော်အဲ့ဒါလေးရဲ့အသုံးဝင်ပုံပါပြောမှဆိုလို့ရှိရင်အရှိန်မြန်တာကို short ချပေးလိုက်တဲ့ခွင့်မပြုတဲ့ခလုတ်လေးပေါ့ဗျာနော်ပုံမှန်ထားမယ်ဆိုလို့ရှိရင်တော့ကီလိုမီတာ100နင်းလဲသူက100အောင်တက်နေမယ်နော်120နင်းလဲတက်နေမယ်အဲ့ဒါလေးကိုနှိပ်လိုက်ခြင်းအပြင်တောင်တက်တောင်ဆင်းနေမှာတို့ဒီလိုရှိလို့ရှိရင်အဲ့လိုမျိုးရန်ကုန်မန္တလေးအမြန်လမ်းနေမှာတို့ curve ကြမ်းနေမှာကိုရတာတို့အချိန်တစ်ခုနဲ့သွားနေတဲ့အချိန်မှာကိုရတာတို့ဘာလို့ဆိုလို့ရှိရင်အဲ့ကလုတ်လေးကအဲ့လိုအသုံးတဲ့ပါတယ်ဒါပါပဲเนาะဗီဒီယိုလေးကလည်း3မိနစ်ခွဲလောက်ရှိသွားပြီဆိုတော့ overdrive ကဘယ်လိုလုပ်ရလဲဆိုတာလေးကျွန်တော်ရှင်းပြပေးလိုက်တာအကြမ်းပြင်းလေးเนาะဒီလောက်ဆိုရင်တော့နားလည်လိမ့်မယ်ထင်တယ် OD ဆိုတဲ့ flow လေးအကြောင်းเนาะကျေးဇူးတင်ပါတယ်ခင်ဗျာ